online လုပ်ပြီးကျမ branding မပေါက်ဘူးကျမမရောင်းရဘူးဆိုပြီးတော့မှစိတ်သက်တည်ကြဘူးတဲ့အဖြစ်မျိုးတွေကြုံဘူးလားဒါဆိုရင်တော့ပြီးခဲ့တဲ့ academy ပေးပွဲမှာတော့ကရတနာဘူပြောခဲ့တဲ့စကားတစ်ခွန်းရှိတယ်သူလက်လျှော့ခြင်းနေတဲ့အချိန်သူစိတ်သက်ကြနေတဲ့အချိန်မှာဆိုရင်သူ့အဖေကစကားလေးတစ်ခွန်းနဲ့အားပေးခဲ့တယ်ငါသမီးတနေ့နေ့တစ်ချိန်ချိန်မှာ academy မင်းသမီးဖြစ်ကိုဖြစ်အောင်မယ်ဆိုပြီးတော့အားပေးစကားပြောခဲ့တယ်ဒါကြောင့်ကို့အမှုပညာကိုစ조사ရင်တကယ်ဖြစ်လာမှာပဲစစ်မှန်တဲ့အမှုပညာတွေချပြဖို့တော့လိုအပ်တယ်စစ်မှန်တဲ့အမှုပညာတွေချပြရင်ပရိသတ်တွေမြင်လာတဲ့တနေ့လုံလောက်စွာပရိသတ်တွေရရှိတဲ့တနေ့ကိုကအောင်မြင်မှုဆိုတာနဲ့ကြုံပါပဲဒီလိုပဲ online social media မှာကိုလုပ်မယ်ဆိုရင်လည်းပဲ customer တွေကိုစစ်မှန်စွာချပြဖို့လိုအပ်တယ်စစ်မှန်စွာချပြပေးနေရင်လုံလောက်စွာ customer တွေရရှိတဲ့နေ့ကိုပို့ပြီးတော့မြင်ပါပဲကိုရဲ့အောင်မြင်မှုဆိုတာပို့ပြီးတော့ရရှိလာလိမ့်မယ် social media ဖြစ်တဲ့အတွက်ကြောင့်မလို့ online မှာကိုက marketing ဖောက်ချင်နေဆိုရင်တော့အမြဲတမ်းပုံသေးလုပ်ဖို့တော့လိုအပ်တယ်အမြဲတမ်းကိုမြင်အောင်လုပ်ဖို့တော့လိုအပ်တယ်ကိုကစစ်မှန်စွာချပြတဲ့နေ့လုံလောက်စွာ customer တွေရရှိတဲ့နေ့ကတော့ကိုယ့်ရဲ့အောင်မြင်မှုဆိုတာကရရှိလာမှာကျင်းသေးပါတယ်ကျေးဇူးတင်ပါတယ် coach E ပါ